ရန်ကုန်မြို့တွင်လာမယ့်ရက်ပိုင်းအတွင်းထူးကဲသည့်ရေမြင့်တက်မှုနှင့်မိုးသည်းထန်စွာရွာသွန်းနိုင်မှုတို့တိုက်ဆိုင်နေသဖြင့်အနိမ့်ပိုင်းရက်ကွက်များတွင်ရေကြီးရေချမ်းနိုင်ကြောင်းသက်ဆိုင်ရာဌာနများနှင့်မိုးလေဝသပညာရှင်များကသတိပေးထားပါသည်။မြမစိတ်ကမ်းအာဏာပိုင်ရဲ့ထုတ်ပြန်ချက်အရဇူလိုင်လ14ရက်မှ18ရက်အတွင်းရန်ကုန်မြစ်မှာထူးကဲသည့်ရေတက်မှုဖြစ်ပေါ်နိုင်ပြီးဒီရေမြင့်ဟာပုံမှန်ရေစံချိန်ထက်ပေ20ကျော်အထိမြင့်တက်လာနိုင်တယ်လို့သိရပါတယ်။အဲ့ဒီကာလအတွင်းမုတ်တုံလေးအားကောင်းနေတဲ့အတွက်မိုးသည်းထန်စွာရွာသွန်းမယ်ဆိုရင်ဒီရေတက်မှုနဲ့ပေါင်းဆက်ပြီးရေမြောင်းတွေမနိုင်ဝင်ထမ်းနိုင်ကမြို့ရင်းလန်းတွေအနိမ့်ပိုင်းရက်ကွက်တွေနဲ့မြကမ်းနားဒေသတွေမှာရေကြီးရေရှမ်းနိုင်တဲ့အနေအပိုများလာနိုင်ပါတယ်။ကမ္ဘာလုံးဆိုင်ရာရေကြီးမှုခန့်မှန်းချက်စနစ် Globus ရဲ့ခန့်မှန်းချက်အရလဲဇူလိုင်6ရက်ကနေ14ရက်အတွင်းရန်ကုန်ပခုနဲ့မြစ်ဝကျွန်းပေါ်ဒေသတွေဟာရေကြီးနိုင်ခြေမြင့်မားတဲ့ဒေသတွေထဲမှာပါဝင်နေပါတယ်။ပြီးခဲ့တဲ့ဇွန်လအစောပိုင်းတုန်းကလည်းရန်ကုန်မှာမိုးသည်းထန်စွာရွာသွန်းခဲ့ပြီးရေနှုတ်မြောင်းတွေပိတ်ဆို့မှုကြောင့်အလုံးကြည့်မြင်တိုင်းလှိုင်စန်းချောင်းကမာယုစတဲ့မြို့နယ်တွေမှာလမ်းတွေရေနစ်မြုပ်ခဲ့သလိုမြေညီထက်တိုက်ခန်းတွေဈေးဆိုင်တွေနဲ့ကွန်ဒိုကားပါကင်တွေတဲ့အထိရေဝင်ရောက်ခဲ့ပြီးပစ္စည်းနဲ့မော်တော်ယာဉ်များစွာပျက်စီးဆုံးရှုံးခဲ့ပါတယ်။လက်ရှိအခြေအနေအရမြကမ်းနားဒေသတွေဖြစ်တဲ့ဒေါပုံတာကေတအလုံးကြည့်မြင်တိုင်းဆက်ဆန်းနဲ့တကုံမြို့တစ်စိတ်ကန်းစတဲ့မြို့နယ်တွေမှာနေထိုင်သူတွေဟာဒီရေတက်ချိန်နဲ့မိုးလေဝသအခြေအနေကိုအနီးကပ်စောင့်ကြည့်ထားဖို့လိုအပ်နေပါတယ်။ UNICEF မြန်မာကလည်းရေဘေးကြိုတင်ကာကွယ်ရေးအတွက်တောက်သုံးရေအစားအသောက်ဆေးဝါး Dummy Power Bank မိုဘိုင်းဖုန်းအားသွင်းကိရိယာအရေးကြီးစာရွက်စာတမ်းတွေကိုရေလုံအိတ်ထဲမှာကြိုတင်ထည့်သိမ်းထားဖို့အကြံပြုထားပါတယ်။ဒါ့အပြင်အိမ်ထဲရေဝင်လာတာနဲ့လျှက်စစ်မိန်းခလုတ်ကိုချက်ချင်းပိတ်ထားဖို့ရေစီးတန်တဲ့ရေမြောင်းတွေမြကမ်းနားတွေမှာကလေးငယ်တွေစော့မကစားစေဖို့နဲ့မလိုအပ်ပဲရေကျော်ဖြတ်သွားလာတာကိုရှောင်ကျဉ်ဖို့လည်းတတိပေးထားပါတယ်။မိုးလေဝသခန့်မှန်းချက်တွေပြောင်းလဲနိုင်တဲ့အတွက်မိုးစလတ်ဌာနနဲ့သက်ဆိုင်ရာအာဏာပိုင်တွေရဲ့နောက်ဆုံးထုတ်ပြန်ချက်တွေကိုဆက်လက်စောင့်ကြည့်ကြဖို့လည်းတိုက်တွန်းထားပါတယ်။